Yo what's up ကျွန်တော်ကူပါဒီနေ့ကတော့အိမ်မှာပဲနေရမှာအဓိကကတော့မနေဖြစ်နေလို့ပေါ့လေ Alright so ကျွန်တော်တို့အခုအိမ်အခန်းရင်ရှင်းမယ်ကျွန်တော်အခန်းရတော်တော်ရှုပ်ပွားနေမသိရင်ပစုံတော်မိုက်ပို့ကြနေရပဲဆောင်းဝဲဖြေတဲ့ရက်အပိုင်းခြားတွင်မှာအခန်းကိုတေချာလေးမကြည့်မိလိုက်တော်တော်လေးကိုအခန်းရှုပ်ပွားသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တေချာလေးအခန်းပြန်ရှင်းတယ်ကျွန်တော်အခန်းဆိုအမြဲဟိုတက်ရပြီးမှု့ပြတ်နေမှာကြိုက်တာဘာလို့လဲတော့မသိဘူးအဲ့ဒါငငယ်လေးရဲ့အချင်းပေါ့နော်ကျွန်တော်အခန်းစခွဲအိတ်သေးဟိုကတက်တက်ရဲ့နေတက်တဲ့အချင်းရှိတယ်ပြီးတော့နေကင်းရောက်တော့တော်တော်ပူလာနဲ့မခံနိုင်တော့ရဆိုအဲကွန်ထားဖွင့်တယ်ပုံမှန်ဆိုကျွန်တော်ကနေကင်းဘက်တွေအဲကွန်ဖွင့်လေးမရှိဘူးညဘက်မှာဖွင့်အိတ်တာဒါကတော့ကျွန်တော်ကြိုက်တဲ့ချင်းလေးနားထောင်နေရပါလေရပါတယ်ဆိုရင်ကျွန်တော်ရမ်းကြိုက်တယ်တချင်းလေးတအေးအေးနဲ့အခန်းတွေရှင်းလိုက်တာတော်တော်လေးအောင်ရှင်းသွားပြီလောက်စီရရှိရရဲ့အားလုံးလုပ်ပြီးတော့ကျွန်တော်ဗရန်နာမှာလက်ဖက်ရည်တောက်ရင်းနဲ့ထွက်နာနေတယ်ပုံမှန်လင်းလင်းပြောရရင်ကျွန်တော်ကဆွေးရတာကိုလုံးဝမကြိုက်ဘူးအဲ့ဒီဆွေးရတဲ့ခံစားချက်ကိုလုံးဝမကြိုက်တာပေါ့နော်ပြီးတော့အဲ့လိုမျိုးကိုယ့်အတွက်နာကျင်စင်မဲ့ပိန်းတစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တော့အဲ့ဒီပိန်းကိုကစိတ်ထဲမှာတိတ်နာပြီးတော့တနေရာမှာ energy တစ်ခုအနေနဲ့ပြန်ပြီးအသုံးချလိုက်တာဒီနေ့တော့ကျွန်တော်တော်တော်လေးအဲ့လိုမျိုးနာစရာလည်းမဟုတ်ဘူးဗျာဆွေးစရာလည်းမဟုတ်ဘဲနဲ့လွမ်းစရာတခုကျွန်တော်စိတ်ထဲမှာဝင်ရောက်လာပြီးတော့ကျွန်တော်လွမ်းနေမိတာပေါ့လေတခါတလေကျတော့လေကိုအတိတ်မှာကိုဖြတ်တန်းခဲ့တဲ့ဘဝလေးကိုပြန်တွေးပြီးတော့ပြုံးစီစီဖြစ်ရတာလည်းပျော်စရာကောင်းပါတယ်ဟုတ်ပြီညနေလေးတော်တော်လေးဆောင်းသွားပြီဆိုတော့ကျွန်တော် gym သွားဖို့အတွက်ပြင်ဆင်ပါပြီဒီနေ့ကတော့ကျွန်တော် gym မှာအောက်ပိုင်းထိုင်မယ်ဗျာဟိုရက်က3ရက်စတိုက်ပြတ်လိုက်တာဆိုတော့ပြန်ပြင်းရမယ်အဲ့တော့ကျွန်တော်ဒီနေ့ gym မှာအပြည့်ပြင်ဆွဲတယ်ဆွဲပြီးတော့ကျွန်တော်ပြန်တက်လာတော့ကျွန်တော်ဖေဖေနဲ့စကားအကြာကြီးပြောတာအခုည7:00နာရီကျော်မှပြီးတယ်အဲ့တော့အားလုံးပဲ take care ကျွန်တော်ကတော့ကူးပါ